အမျိုးသမီးတဦးဟာသူမလုံးဝမသိကျွမ်းတဲ့အမျိုးသားတစ်ယောက်နဲ့အတင်းအဓမ္မလက်ထပ်ပေးခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့သူတို့သားအိမ်ကိုရောက်တဲ့အခါမှာတော့သူတို့သားကိုလုံးဝမတွေ့ရဘဲသူ့ရဲ့မိခင်ကသာလက်ဆောင်ပစ္စည်းအမြောက်များနဲ့စီးကျူခဲ့ပါတယ်။ဒါအပြင်သူမကိုမိုးဖိုးအဖြစ်ဒေါ်လာ9 သန်းတောင်ပေးအပ်ခဲ့ပါသေးတယ်။အမျိုးသမီးမှာတော့အလွန်အမင်းဝေခွဲမရဖြစ်နေခဲ့တာပေါ့။သူမသူတို့သားရဲ့အခန်းထဲကိုရောက်သွားတဲ့အခါမှာပဲအမှန်တရားကိုသိလိုက်ရပါတယ်။သူတို့သားဟာလွန်ခဲ့တဲ့တစ်နှစ်ကကားအက်ဆီဒင့်ဖြစ်ခဲ့ပြီးအဲ့ဒီအချိန်ကတည်းကသတိမေ့မျောခမန်းနေခဲ့တာပါ။သူမရခဲ့တဲ့လက်ဆောင်တွေအားလုံးဟာအဲ့ဒီအတွက်နစ်နာကြေးတွေသာဖြစ်ပါတယ်။အမျိုးသမီးကတော့ဒီအမျိုးသားကိုအကောင်းဆုံးပြုစုစောင့်ရှောက်ပါမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့သူမကအမျိုးသားရဲ့လက်ကိုစုပ်ကိုင်လိုက်တဲ့အချိန်မှာပဲတခုခုထူးဆန်းနေတာကိုရိပ်မိသွားပါတယ်။သူမဟာဆရာဝန်တဦးဖြစ်တဲ့အတွက်အမျိုးသားရဲ့သွေးခုန်နှုန်းဟာကျန်းမာတဲ့သူတစ်ယောက်လိုပုံမှန်ဖြစ်နေတာကိုသတိထားမိလိုက်တာပါ။ဒါကြောင့်သူမကဆောင်းကိုလှမ်းပြီးအမျိုးသားရဲ့ခြေထောက်ကိုအားပြင်းပြင်းနဲ့ဆွဲစိတ်လိုက်ပါတယ်။အမျိုးသားဟာနာကျင်လွန်းလို့လက်သီးကိုကြစ်ကြစ်ပါအောင်ဆုပ်လိုက်မိပေမဲ့မလုံမရှက်ပဲဆက်နေခဲ့ပါတယ်။ဘာလို့ပြန်မှုမှမတွေ့ရတဲ့အတွက်သူမကအမျိုးသားရဲ့ခြေသလုံးမွေးတွေကိုအပင်ပေါင်းများစွာဆွဲနှုတ်ပစ်လိုက်ပြန်ပါတယ်။ဒီတစ်ခါမှာတော့အမျိုးသားဟာအလွန်မင်းနာကျင်သွားတဲ့အတွက်အိယာခင်းကိုကြစ်ကြစ်ပါအောင်ဆုပ်ကိုင်လိုက်မိပြီးမျက်တောင်လေးတွေပါတဆက်ဆက်တုံသွားခဲ့ပါတယ်။ဒါတောင်မှသူကတော့ငြိမ်သက်နေသေးပါပဲ။အမျိုးသမီးကသူ့မျက်နှာကိုကိုင်နှာခေါင်းကိုပိတ်ပြီးနောက်ဆုံးမှာတော့နန်းတော်မဲ့ပုံစံမျိုးဟန်ဆောင်ကြည့်ပါတယ်။ဒါပေမဲ့အမျိုးသားစီကဘာတော့ပြန်မှုမှမရခဲ့ပါဘူး။အမျိုးသမီးကငါပဲမားနေတာလားလို့စတင်တွေးတောမိသွားပါတယ်။အဲ့ဒီအချိန်မှာမှအမျိုးသားကတက်ပြင်းချလိုက်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါအမျိုးသမီးကသူမရဲ့မင်္ဂလာဝတ်စုံကိုချွတ်နေတာကိုတွေ့လိုက်ရပါတယ်။နောက်တစ်စက္ကန့်မှာပဲလေးလံလာတဲ့မင်္ဂလာဝတ်စုံကြီးဟာသူ့ခေါင်းပေါ်ကိုအုပ်လျက်သားကျလာပါတော့တယ်။ညရောက်တဲ့အခါမှာတော့အမျိုးသမီးကအကြံတစ်ခုထပ်ရလာပါတယ်။သူမဟာလက်သေးနီဘူးကိုယူပြီးအမျိုးသားရဲ့လက်သေးတွေကိုစတင်ဆိုးပေးပါတော့တယ်။အမျိုးသားကတော့အဲ့ဒါကိုအလွန်မုန်းတီးနေပေမဲ့လုံးဝမလုပ်ရဲပါဘူး။လက်သေးနီဆိုးပြီးတဲ့နောက်မှာတော့သူမကဟာသားပုံစံဓာတ်ပုံတွေအများကြီးရိုက်လိုက်ပါတယ်။ဒါပေမဲ့ဓာတ်ပုံတွေကလူကိုတေချာကြည့်ရင်တခုခုထူးဆန်းနေတယ်လို့သူမခံစားလိုက်ရပါတယ်။သူမရေချိုးခန်းကထွက်လာတဲ့အချိန်မှာတော့ထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။ချက်ချင်းဆိုသလိုပဲလက်ဖွားကြီးကြီးတစ်ခုကသူမရဲ့ပါးစပ်ကိုပိတ်လိုက်ပါတယ်။သူကတော့သူ့ကိုယ်သူအမျိုးသားရဲ့တက်တော်ဆောင်လို့ပြောပါတယ်။တခိုးတွေအခန်းထဲကိုဝင်လာခဲ့လို့သူကတိုက်ထုတ်ခဲ့ရကြောင်းနဲ့အဲ့ဒီဖြစ်စဉ်မှာဒဏ်ရာရသွားကြောင်းပြောပါတယ်။အမျိုးသမီးကသူ့ရဲ့ဒဏ်ရာကိုကုသပေးလိုက်ပါတယ်။ဒါပေမဲ့သူမကသူ့ရဲ့မျက်နှာဖုံးကိုခွာကြည့်ဖို့ကြံစီနေတော့မှပဲအစီခံတယောက်အခန်းထဲကိုပြေးဝင်လာပါတယ်။အမျိုးသမီးကနောက်လှည့်ကြည့်လိုက်ပြီးပြန်ကြည့်မှာတော့အဲ့ဒီလူဟာပျောက်ကွယ်သွားခဲ့ပါပြီ။